မင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အားချကဟောလိမ့်မှာစတုဒ္ဒရန်ကျောင်းသားလေးမောင်အောင်မျိုးဦးပဲဖြစ်ပါတယ်ခင်ဗျာယခုကျင်းပါတယ်အာဇာဒီနေ့အခမ်းအနားမှာကျင်းပါတယ်ပြိုင်ပွဲမှာဘိုးကျောင်းရဲ့မိန့်ခွန်းကိုတက်ဆင့်ပြန်လဲပြောကြားမှာဖြစ်ပါတယ်ခင်ဗျာဒီမိန့်ခွန်းကိုတော့ဘိုးကျောင်းအောင်ဆန်းဟာ1949ခုဇူလိုင်လ14ရက်နေ့တွင်ရန်ကုန်မြို့တော်ခမ်းမကြီးမှာကျင်းပါတယ်လူထုအစည်းအဝေးကြီးမှာပြောကြမိတ်ကြားခဲ့တဲ့နောက်ဆုံးမိန့်ခွန်းပဲဖြစ်ပါတယ်ခင်ဗျာဘိုးကျောင်းအောင်ဆန်းပြောခဲ့တဲ့မိန့်ခွန်းကတော့ကျွန်တော်တို့လုပ်နေတဲ့အလုပ်ကအင်မတန်ကျင်းပါတယ်ကျွန်တော်တို့ကတိုင်းပြည်ကိုပြောခဲ့တဲ့အတိုင်းလွတ်လပ်ရေးလုံးဝလွတ်လပ်ရေးရအောင်လုပ်မယ်လို့ကျွန်တော်ဆုံးဖြတ်ခဲ့တယ်အဲဒီလိုဆုံးဖြတ်ခဲ့ပြီးတော့ဒီတိုင်းပြည်ကိုကြေညာထားတဲ့အတိုင်းတနေ့အတွင်းလုံးဝလွတ်လပ်ရေးရအောင်လုပ်မယ်ဆိုပြီးကျွန်တော်တို့လုပ်နေပါတယ်ကျွန်တော်တို့လုပ်နေတဲ့လုပ်ငန်းတွေဟာအောင်မြင်မလားမအောင်မြင်ဘူးလားဆိုတာခုနေကဘူးမှမပြောနိုင်သေးဘူး။ဘာဖြစ်လို့လဲဆိုလို့ရှိရင်အချိန်နေလိုပါသေးတယ်။ကျွန်တော်တို့လုပ်နေတဲ့အလုပ်တွေကမပြီးသေးပါဘူး။ပြီးလာမဲ့တနေ့မဲ့ခမရတို့မြင်လာတဲ့တနေ့မဲ့ကြောက်တော့လုပ်နေတဲ့လုပ်ငန်းတွေဟာအောင်မလားမအောင်ဘူးလားဆိုတာခုနေကဘယ်သူမှမပြောနိုင်သေးပါဘူး။ခုကကျွန်တော်တိတ်ပြီးတော့စကားတွေကြီးကြီးကျယ်ကျယ်မပြောလို့ပါဘူး။အခုလို့ကျွန်တော်တို့လွတ်လပ်ရေးရအောင်လုပ်နေတဲ့နေရာမယ်လုပ်နေတဲ့နေရာမယ်အလွယ်ဆုံးအကောင်းဆုံးအေးတွေဤတွေကိုကျွန်တော်တို့ရှားတယ်အဲ့ဒီလိုရှားတာကိုကျုပ်တို့ကိုဘာအပြစ်ပြောစရာခင်ဗျားတို့ရှိတယ်လေဘယ်သူတွေကဘာဖြစ်လို့ကျုပ်တို့ကိုအပြစ်တင်နေရတာလဲကျုပ်တို့ဗမာပြည်မဲ့ပေါ်ခဲ့တဲ့နိုင်ငံရဲ့အဖွဲ့တွေကျုပ်တို့ဗမာပြည်မဲ့ပေါ်ခဲ့တဲ့နိုင်ငံရဲ့ခေါင်းဆောင်တွေကိုတယောက်စီခင်ဗျားတို့စိတ်ကူးထဲမှာတင်ပြီးတော့ကမာကြီးကဆင်ပြီးတော့စဉ်းစားကြည့်စမ်းပါဟဲ့လားဘလို့လူစားတွေလဲဘလို့ဖွဲ့တွေလဲဆိုတာခင်ဗျားတို့အဲ့ဒီအခါမှာအပြေထွက်လာလိမ့်မယ်ခုနေအခါမဲ့ကျုပ်တို့ကနိုင်ငံရဲ့အစိုးရလုပ်နေတဲ့အချိန်ကမှဖြစ်တယ်ဟုတ်လားဘယ်အစိုးရမဆိုချိုးရင်တက်ရှိတဲ့အစိုးရလုံးမရှိဘူးသို့တော်လဲတိုင်းပြည်ပေါ်စေတနာရှင်းထား၍တဆင့်ကျွန်တော်တို့လုပ်နေတဲ့လုပ်ငန်းတွေဟာတိုးတက်လားမတိုးလက်ဘူးလားဆိုတာခင်ဗျားတို့ပြန်ကြည့်ပါဒီရောကလွတ်လပ်ရေးဆိုလို့ခင်ဗျားတို့ကိုကျွန်တော်ပြောခဲ့မယ်လွတ်လပ်ရေးဆိုတိုင်းဗလေတာပင်မြေကမပေါက်နိုင်ဘူးဆိုတာကိုကျွန်တော်ဒီနေ့ခင်ဗျားတို့ကိုရှင်းခဲ့ပြီးပြီဘာဖြစ်လို့လဲရှင်းရင်ခင်ဗျားတို့စိတ်ထဲမှာလွတ်လပ်ရေးရတော့မယ်ဆိုလို့ရှိရင်စိတ်ကူးကဘယ်နဲ့စိတ်ကူးကြလဲဆိုလို့ရှိရင်ဗလေတာပင်ကြီးချက်ချင်းပေါက်လာတော့မလို့နေချင်းညချင်းပဲပေါက်လာတော့မလို့နဲ့တင်နေကြတဲ့လူတွေဟုတ်လားအချို့ကလည်းဟာလွတ်လပ်ရေးရပြီကွာဆိုပြီးတော့ဘာလုပ်ချင်ကြလဲဆိုတော့ကျွန်တော်ဟိုတခါတုန်းကဒါဂျပန်ခေတ်ဗမာလွတ်လပ်ရေးကဘဘရားစုစိတ်ဗမာလွတ်လပ်ရေးရဆိုလို့ရှိရင်ဟာလွတ်လပ်ရေးရပြီဆိုတော့ကဟင်းသနာနယ်ဘက်မှာကျွန်တော်တွေ့ခဲ့ဘာတွေတွေ့ခဲ့လဲဆိုလို့ရှိရင်လမ်းပေါ်မှာစေးကြောက်လမ်းမပေါ်မှာစေးလန့်နေဟာလွတ်လပ်ရေးရပြီကွာဆိုပြီးတော့လူတကာသွားတဲ့လမ်းမပေါ်မှာထွက်ပြီးတော့စေးတွေလန့်နေအဲ့ဒီတော့ကလမ်းသွားလမ်းနာလောက်တဲ့လူတွေအတော်ကွက်ကြဘာလွတ်လပ်ရေးမဟုတ်ဘူးလွတ်လပ်ရေးဆိုတဲ့အဓိပ္ပာယ်ပါလေလွတ်လပ်ရေးဆိုတာပေါ်တူတယောက်ကောင်းစားဖို့ဖြစ်စေတမျိုးသားလို့ကောင်းစားဖို့ဖြစ်စေလုပ်နေတဲ့နေရာမှာအခြားတူတယောက်ရဲ့အကျိုးကိုမထိခိုက်ဘူးဟုတ်လားအခြားလူတွေရဲ့အကျိုးကိုမထိခိုက်ဘူးဆိုလို့ရှိရင်လွတ်လပ်ကိုတိုးတက်မှုကိုလုပ်နိုင်တာလွတ်လပ်ရေးပဲဟုတ်လားအခြားလူတွေရဲ့အကျိုးကိုမကြည့်လို့ရှိရင်မနှောက်ယှက်စေရဘူးနှောက်ယှက်မစေရဘူးတိုင်းပြည်တစ်ပြည်လုံးရဲ့အကျိုးကိုမထိခိုက်ဘူးအခြားလူတွေရဲ့အကျိုးကိုမထိခိုက်ဘူးဆိုလို့ရှိရင်ခမရင်းကလွတ်လပ်လုပ်နိုင်တဲ့အဆင့်နဲ့ရှိရမယ်သို့တော်လဲသူများနိုင်ငံရဲ့လွတ်လပ်ရေးကိုတွားနှောက်ယှက်တဲ့လွတ်လပ်ရေးဟာအဲ့ဒါလွတ်လပ်ရေးမဟုတ်ဘူးအဲ့ဒါဘာလဲဆိုရင် license ခေါ်တယ်ဒါရန်ကောင်းမှုများတာဖြစ်တယ်လွတ်လပ်ရေးဆိုတဲ့အဓိပ္ပာယ်ဟာစီးမဲ့ကမ်းမဲ့တပြားမဟုတ်ဘူးစီးနဲ့ကမ်းနဲ့ဒီမောမျိုးတာဖြစ်တယ်စီးနဲ့ကမ်းနဲ့ရှိမှသာလဲလွတ်လပ်ရေးဆိုတာရနိုင်တယ်စီးနဲ့စီးလုံးဒီတော့ကကျွန်တော်တို့လွတ်လပ်ရေးကိုရခဲ့တယ်ဆိုလို့ရှိရင်နားလေရမှာကငါတို့တိုင်းပြည်ကပိုးပြီးစီကံရှိဖို့လိုတယ်လွတ်လပ်ရေးရအောင်ငါတို့တိုင်းပြည်ကစီကံရှိနဲ့လုပ်ရမယ်လွတ်လပ်ရေးရအောင်လဲစီးရှိကံရှိလုပ်ရမယ်အဲ့ဒီတော့စီကံသဘောတွေကိုနားလည်ပြီးအလုပ်ကိုစီးနဲ့ကမ်းနဲ့လုံးမသားလင်းလွတ်လပ်ရေးဆိုတာကိုခင်ဗျားတို့တကယ်ရမယ်ဟုတ်လားအဲ့လို
တကယ်ရမယ်ဟဲ့လားနောက်ပြီးတော့ကလွတ်လပ်ရေးရတော့မယ်ဆိုလို့လွတ်လပ်ရေးရမယ်ဆိုလို့ရှိရင်လွတ်လပ်ရေးရတဲ့အခွင့်အရေးတွေရမယ်လွတ်လပ်ရေးရတဲ့အခွင့်အရေးတွေရသလိုပဲတာဝန်တွေပိုလာလိမ့်မယ်ဘလို့တာဝန်တွေပိုလာလဲဆိုလို့ရှိရင်ဒီဗမာပြည်ကိုကာကွယ်ဖို့တာဝန်ဟာအင်္ဂလိပ်တွေအုပ်ချုပ်နေတော့ကအင်္ဂလိပ်ဒီဗမာပြည်ကိုအင်္ဂလိပ်တွေကကာကွယ်ဖို့တာဝန်ဟာအင်္ဂလိပ်ဆိုရရဲ့တာဝန်ဖြစ်တယ်သို့တော်လည်းကျုပ်တို့ဗမာတွေကဒီတိုင်းပြည်ကိုလွတ်လပ်ရေးရတဲ့အခါမှာကျုပ်တို့ဗမာတွေကသာလျှင်ဒီဗမာပြည်ကိုကာကွယ်ရမယ့်တာဝန်ဟာဒီကဖြစ်တယ်အဲ့ဒီတော့ခင်ဗျားတို့အရင်တော့ကလို့ဆဲနေလို့မရတော့ဘူးဟုတ်လားဒီဗမာပြည်ကိုကာကွယ်ဖို့စစ်သားတွေလိုနေတယ်အဲ့ဒါကြောင့်အရွယ်ရောက်သူမှန်သမျှကျမ်းမာတဲ့လူမှန်သမျှစစ်မှုမထမ်းမနေရဆိုတဲ့ဥပဒေနဲ့ကျုပ်တို့ကစက်တဲ့ထိရလိမ့်မယ်လို့ဘိုလ်ချုပ်အောင်ဆန်းမိန့်ခွန်းထဲမှာပြောကြားခဲ့ပါတယ်ခင်ဗျာဒီမိန့်ခွန်းကိုဒီဘိုလ်ချုပ်အောင်ဆန်းရဲ့မိန့်ခွန်းကိုဒီညမှာတင်မဲ့အဆုံးပဲလေနေကုန်းချုပ်လိုက်ပါတယ်ခင်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ